တမျိုးရေကူးချင်တယ် ဒီကဟွာလေးနဲ့ဝါးသားလေးနဲ့တော့ဝင်နေနေရပြီ ကဲဒါမကြောက်နဲ့ဒါရဒါလေးလာရေးကြီးစစ်စစ်သူများနဲ့သွားတာအပြော ကဲလို့လှိစ ရေတောင်ထိလို့ရတယ်ဟေးဟေးဟေး ခါတဲ့ဟိုဘက်ကောင်ပြန်ရောက်ပြီအပြေပြန်ထားလို့ရပါတယ်နော်နားကလေးတွေဒီကလေးတွေကလေးတွေလည်းပြလို့ရအောင်နော် ဟော ငါတို့တို့ပြီး ဆွေပွင့်ပင်တောင်ကြီးလိုပဲ လေးတော့ပို့လို့လိုက် ဆွေပွင့်ပင်တောင် ဟဲဟဲ အခုကတော့ရေတွေခံနေရပါတော့ဘယ်လန့်ရှိအောင်ဟိုဘက်လေးကိုနည်းနည်းလေးစုပ်သွားတယ်ဟဲဟဲဟဲဟိုလေသူများကြီးဟိုဘက်အရှိရောက်သွားပြီတော့ ဒီလိုရိုက်ထားပြီးတော့မှပြီးမှပြန်ထက် ဟုတ်တယ်သမီးကတက်တော့မဆွဲတော့တော့မဆွဲ လာနေအော် ဒါတော့ဖတ်အံပေါ့နော်မိမိဒါစန်တန်ပါစန်တန်ကူဩစတန်ကူမသိဘူးစန်တန်ကူပြီးဖြစ်နေစတန်ကူစတန်ကူတဲ့ အားလာတယ် စတန်ကူဆိုမှမြိုင်လိုက်ရလို့နော် အိတ်နေကြတာပဲပြန်ကြတာ အမဒါတော့ဂူကြီးအပြင်ဘက်နော်တမျိုးသွားလိုက်ဂူကြီးအပြင်ဘက်ဒါတော့အောက်မှာရေတွေမလေးနေဘူးရတော့မမေတပီးမမေပြီးဟိုးရှိမှာပါ ਈ တော့တဲလေးတောင်ရှိတယ်မှန်ကူတွေထွက်လာနေနေရလဲချက်ချင်းပူပါပဲစိုးတယ်နော် သားနေပုံလေးလား တမီးပူဆိုမေမေကလည်းဒါမှမဟုတ် သားနေမဲမဲကြီးသားနေလှတယ်လေသားကြည့်အမ မေမေဒါပေမဲ့လို့တမီး6လောက်စင်းစက်ရှိပါတယ်အရန်လှနေရအလဲလာရင်လည်းလာလို့ရတယ်ဒီနေရာယူအလဲလာရင်တော့တော်တော်ကောင်းတယ်နော် ဟုတ်လား ဟုတ်တယ်အင်တာနက်တိုင်းနေတော့မေမေဘာမှတွေးလို့တော့မောင်နော် မင်းစလားယူနဲ့ဒီအလဲလဲလှလို့ရတယ်ပေါ့နော်အရန်လဲလှတယ် very very လှတယ်ဘာပြောနေရလဲဘာပြောနေရလုံးနဲ့မေမေပူတယ် ဟောရောက်တော့မယ်လေရှေ့ဆို အာ ဆွမ်းတော့တက်လာတဲ့နေရာကိုပြန်ရောက်မှာမလား အရှိအဖွဲအောင်သွားပဲမေတမျိုးလေးရေးတာပဲဦးမရနဲ့ဒီကြောင်နေခံလိုက်ဒီလေမလေးတပတ်ဆောင်နေပြီ တမီးမဆောင်နဲ့လေ တမီးဆောင်းရတယ်တမီး balance မှမဖြစ်တာဟုတ်တယ်လေယိုဓမ္မဆဲကြီးပဲအပင်နေပေါက်နေရဆဲကြီးပဲပူတယ် ဟုတ်ပါဘူး မမေတမီးဂျင်းကပြီးတော့အပါကြီးလေ